ကိုငချင်းကိုချင်းကြားတဲ့ထဲမှာကျမတထင်းနဲ့တထင်းမကလည်းထိတ်ဆုံးကကိုပါတယ်ပုံမှန်ဆိုမွေးနေ့ပါတီအတွက်အစားအစာကိုဆိုင်ရနေပဲမှာကြပြီမဲ့ဒီနေ့တော့အိမ်မှာကိုယ်တိုင်လုပ်လိုက်ရပါတယ်။ကျောင်းပြချက်ကတော့နေ့ recipe ကပိုကောင်းလို့ပါတဲ့ဟုတ်တာလားမဟုတ်တာလားတော့မသိဘူး။မကြခင်ကြာရောက်တော့မဲ့ Ramadan မှာလည်းနေ့တိုင်းလုပ်ရမှာမို့လို့ကျမရဲ့အကောင်းဆုံးစမူစာလုပ်နည်းကိုမျှဝေပေးလိုက်ပါတယ်ရှင်။စမူစာကောင်းမှုအတွက်ဆိုရင်အထက်ကိုတွတ်တဲ့အစာကောင်းဖို့လိုပါတယ်။စမူစာလုပ်ဖို့အတွက်အစာကိုကောင်းကောင်းလေးရဖို့အတွက်ကြက်သားကိုအရင်ဆုံးအရသာတွေတေချာနေနဲ့ပြီးတော့กินပါမယ်ရှင်။ဒီနေ့အသားများများအစာပြည့်ပြည့်လေးလုပ်မှာမို့လို့စမူစာခု90အတွက်ကိုကြက်နှစ်ကောင်အသုံးပြုထားပါတယ်။ကြက်သားกินဖို့အတွက်အသုံးပြုတဲ့မဆလာတွေကိုသိချင်ရင်တော့ comment ထဲမှာရေးပေးထားပါမယ်ရှင်။အသားနဲ့ချိန်ကိုတော့2နာရီလောက်ယူပြီးกินတာကိုတော့ air fryer နဲ့ပဲกินလိုက်ပါတယ်။တော့သူမဆိုတော့ဓာတ်သွေးတဲ့စတိုင်ကိုလည်းကြည့်လိုက်ကြအောင်။မဖြတ်တန်းခဲ့တဲ့ Ramadan လေးနှစ်လုံးမှာသူတို့လုပ်တဲ့စမူစာတက်ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုပြီးအများအားစမ်းသပ်ကြည့်ခဲ့ဘူးတယ်။တို့ပုံမှန်လုပ်နေကြစမူစာကကြက်သားကိုပြုတ်ပြီးတော့အသီးရွက်နဲ့ပြန်ကြော်ပြီးတော့ထည့်တယ်။ကျမကတော့ကြက်သားတွေကိုရတာတွေတခြားလေးဝင်အောင်နင်းနဲ့ပြီးတော့မှกินလိုက်တယ်။ air fryer နဲ့กินထားတဲ့ကြက်သားတွေကိုအသားမွာပြီးတော့ဒီလိုသေးသေးလေးဖြစ်သွားအောင်နှုတ်ဆင်းလိုက်ပါတယ်။ပြုတ်ပြီးတော့ထည့်ရတဲ့စားရင်กินပြီးတော့ထည့်တာကအသားကလည်းကြီးကြီးလေးလေးနဲ့ရတာလည်းပိုဝင်ပြီးတော့ပူစားကောင်းတယ်လို့ထင်ပါတယ်။ပြီးတော့ရင်တော့စမူစာနှိမ့်ချက်ဖို့အတွက်ကြက်သွန်ဖြူကြက်သွန်နီအာလူခါချက်ဦးငရုတ်ပွားငရုတ်သီးစိမ့်နဲ့နန်းပင်တို့ကိုတခြားလေးနှုတ်ဆင်းပေးထားလိုက်ပါမယ်ရှင်။ကိုအသုံးပြုမဲ့အသီးနှံတွေကိုနှုတ်ဆင်းပြီးသွားပြီဆိုရင်တော့အနည်းစားချက်လို့ရပါပြီရှင်။ကျမလုပ်တဲ့စမူစာသူများရဲ့နဲ့မတူပဲအနံ့လေးမွေးပြီးစားကောင်းစေတဲ့အချက်ကတော့နှိမ့်ချက်တဲ့အချိန်မှာစီကိုတခြားလေးမွေးနေအောင်တက်ပြီးတော့မှချက်လို့ပါရှင်။စီတက်ထားတာကအနံ့လေးမွေးလာပြီဆိုရင်တော့နှုတ်ဆင်းထားတဲ့အသီးနှံတွေထည့်ချက်လိုက်ပါမယ်။အဲ့ဒါအနေနဲ့ကတော့စားငရုတ်ကောင်းတဲ့မဆလာကိုပဲအသုံးပြုထားပါတယ်ရှင်။အာလူနဲ့ခါချက်ဥတွေနူးရီသွားစေဖို့အတွက်ရေလေးနည်းနည်းထည့်ပြီးတော့ချက်ပေးလိုက်ပါမယ်။ပြီးရင်တော့กินပြီးနှုတ်ဆင်းထားတဲ့ကြက်သားတွေကိုထည့်အနံ့လေးမွေးလာတဲ့အထိကြော်ပေးလိုက်ရင်တော့အစာတုပ်ဖို့စမူစာအနည်းကရပါပြီရှင်။ပူစာခေါက်နည်းမျိုးမျိုးရှိတဲ့ထဲမှာကျမကတော့ဒီနည်းနဲ့ပဲခောက်ပါတယ်။ကျမ Ramadan အောင်ဖြတ်တန်းလာတာ4နှစ်ရှိပြီဒီလာမယ့်နှစ်ကောဆိုရင်တော့9နှစ်ပေါ့နော်။ဘာတွေပိုတက်မြောက်ပြီးကျွမ်းကျင်သွားလဲဆိုရင်စမူစာကိုမျက်စိမိတ်ပြီးခောက်တတ်တဲ့အထိကျွမ်းကျင်သွားပါတယ်။ဘာလို့လဲဆိုတော့ Ramadan တစ်လလုံးမှာတခြားစားစာတွေပြောင်းကျင်ပြောင်းသွားမယ်စမူစာကတော့နေ့တိုင်းလုပ်ရလို့ပါရှင်။စမူစာကိုကြက်သားနဲ့မှမဟုတ်ဘူးစိတ်သားအမဲသားကြက်ဥ hot dog cheese တို့ထည့်ပြီးတော့လည်းလုပ်စားကြပါတယ်။တထင်းညီမရဲ့မွေးနေ့ပါတီအတွက်လုပ်ပေးဖြစ်တာလေးကိုပြောင်းဝေပေးလိုက်တာပါ။ကျေးဇူးပါရှင်။ Bye bye